မြတ်စွာဘုရားရှင်လက်ထက်အရှင်နာရဒဟာဂစ်ချကုတ်တောင်ပေါ်ကဆင်းလာတဲ့အခါကောင်းကင်ယံမှာကိုရောင်ကိုဝါနဲ့အလွန်လှပတဲ့ပြိတ္တာတစ်ကောင်ကိုမြင်ခဲ့ရတယ်။အဲ့ဒီပြိတ္တာဟာခန္ဓာကိုယ်အနေနဲ့အင်မတန်မှလှပါတယ်။သို့တော့ပါဇက်ကပုတ်ပြီးလောက်တွေတဖွာဖွာထွက်နေတယ်။အဲ့ဒီလိုလောက်တွေတဖွာဖွာနဲ့ပါဇက်ကြီးတစ်ခုလုံးပုတ်နေတာကိုတွေ့ရတော့အရှင်နာရဒကတအံ့တောဖြစ်တာပေါ့။အဲ့ဒီပြိတ္တာနဲ့ဆုံတဲ့အခါမီးကြည့်တယ်တဲ့။ဘာဖြစ်လို့ဒီချီနီမျိုးရောက်လာရတာတုံးပေါ့။သူကပြောတယ်။သူဟာရခင်ဘဝတုန်းကဘုန်းကြီးတစ်ပါးဖြစ်ခဲ့တယ်။နှုတ်ကိုမဆောင်စည်းပဲတပားနဲ့တပားမတိတ်အောင်ဂုံးတိုက်တယ်။မဟုတ်တန်တရားတွေပြောတယ်။တရားကျင့်ခဲ့တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ခန္ဓာကိုယ်ရုပ်အစဉ်ကလှပါတယ်။သို့တော့ပါဇက်ကပုတ်ပြီးလောက်တွေတဖွာဖွာကျနေတယ်။ဒီလိုဖြစ်ရတာကတခါတုန်းကသူတော်ကောင်းယဟန်တော်နှစ်ပါးကိုသူကဂုံးတိုက်ခဲ့လို့တဲ့။ တောရအကြောင်းတစ်ကြောင်းမှာအင်မတန်မှရင်းနှီးတဲ့ယဟန်တော်ကြီးနှစ်ပါးသတင်းသုံးနေကြတယ်။ဝါတော်တွေလည်းအတော်ရပြီ။ဒီကိုတော်ကအာဂန်တုအဖြစ်အဲ့ဒီကြောင်းလေးကိုရောက်သွားတယ်။အဲ့ဒီရွာကလူတွေကတရားတရားအင်မတန်ကောင်းကြတယ်။ကိုတော်ကြီးနှစ်ပါးနဲ့အတူရွာထဲဆုံးခံကြွတဲ့အခါလူတွေကလှူကြတန်းကြတာယူတီလေးစားတာကိုမြင်တော့ဒီရွာကလူတွေတေတော်တာပဲ။တရားတရားလည်းအင်မတန်ကောင်းတယ်။ငါဒီရွာမှာအမြင်နေရအောင်ကြံအောင်ပါ။ဒီကိုတော်ကြီးနှစ်ပါးနဲ့နေရင်တော့ငါသူတို့တစ်ဖြစ်ဖြစ်မှာငါကိုယ်တိုင်ပဲဒီเจ้าကိုဦးစီးဦးကင်နေလို့ရအောင်လုပ်မှာပဲเจ้าလူဖို့ကြာနာပေါ့နော်เจ้าရောက်တဲ့အခါဒီကိုတော်နှစ်ပါးမတိတ်အောင်ဂုံးတိုက်ဖို့စဉ်းစားတယ်နှစ်ပါးလုံးနဲ့ခင်မင်ရင်းနှီးအောင်ပေါင်းတယ်တရက်တော့အကြီးကိုတော်ထံကနေဆုံးမတော်ဝါတာတွေနားခံပြီးတော့เจ้าကအစီးမှာပြန်တက်လာတယ်ပြန်တက်လာတော့အကြီးကိုတော်ကမီးတယ်ဘာလို့လာတာလဲဆိုတော့တပည့်တော်ရှောက်စရာလေးတစ်ခုကြံလို့လာဖို့ ဘာလို့ချင်တာတော့မေးတော့အရှင်ဘုရားဟိုကိုတော်နဲ့အစင်ပြေရဲ့လားတဲ့ဟဲတို့အတူတူနေလာတာကြာလာပြီဘာမှမဖြစ်ပါဘူးအစင်ပြေပါတယ်လို့ဖြေတော့အရှင်ဘုရားကသာသူတော်ကောင်းစိတ်ရှိလို့အစင်ပြေတယ်လို့ပြောတာသူကတပည့်တော်ကိုပြောတယ်မင်းဒီကူတော်ကြီးနဲ့မပေါင်းနဲ့ဒီကူတော်ကြီးကအင်မတန်ဆိုးတာကိုချင်းတရားမကောင်းဘူးလို့တပည့်တော်ကိုပြောတယ်တဲ့ဟဲမင်းမဟုတ်တာတွေမပြောနဲ့ဆိုတော့အရှင်ဘုရားတပည့်တော်မဟုတ်တာမပြောဘူးအကျိုးလိုလားလို့အရှင်ဘုရားကိုပြောတာယုံနာမယုံနာတော့အရှင်ဘုရားသဘောပဲတပည့်တော်ကြားတာလာလျှောက်တာပါလို့ပြောခဲ့တဲ့ပုထုဇဉ်ဆိုတော့စိတ်ထဲမှာတန်တရားဖြစ်သွားတာပေါ့နော်မဆုံးဖြတ်နိုင်ဘူးဟုတ်များဟုတ်နေမလားပေါ့အဲ့ဒီစကားကိုတခါဒုတိယကိုတော်ကိုတွားပြောပြန်တာပဲဟိုကိုတော်ကလည်းတန်တရားဖြစ်သွားတယ်ကိုတော်နှစ်ပါးဟာစိတ်ဝမ်းကွဲပြီးကြောင်းမှမနေတော့ပဲထွက်သွားကြတယ်ဒီလိုတွေထိအောင်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီလိုနဲ့ကိုတော်နှစ်ပါးကိုဂုံးတိုက်လိုက်တယ်ဂုံးတိုက်လိုက်တော့ခါတိုင်းဆိုတော်တော်ကိုတင့်တင့်မြတ်မြတ်နေတဲ့ကိုတော်ကြီးနှစ်ပါးဟာအဲ့ဒီကျောင်းကနေထွက်သွားကြတယ်အဲ့ဒီကြတော့မှသူကကျောင်းကိုအပိုင်စီတာနောက်ပိုင်းသူဘာဖြစ်တယ်လဲဆိုတော့တကယ်အနေအထိုင်ကောင်းတဲ့ပုံကိုယ်တွေကိုငါမဟုတ်တန်းတရားတွေနဲ့ပြောမိပြီဆိုပြီးသူ့စိတ်ထဲယူကျူးမရဖြစ်လာတယ်စိတ်တွေပူလာတယ်အဲ့လိုလည်းမပြောဘူးစားလို့လည်းအစီဩစာမဖြစ်တော့ဘူးမကြခင်ပဲသူ့လုံးရဲ့အပေါ်နှောင်တကြီးစွာရပြီးဒီကိုတော့ပြန်တော်မူသွားခဲ့တယ်သူ့ဘေးရောက်သွားတယ်လဲဆိုတော့ငရေရောက်သွားတယ်ဟိုကိုတော်ကြီးနှစ်ပါးကတော့ဟိုဒီရွှေ့ပြောင်းသွားလာရင်ပြန်ဆုံမိပြီးတပားနဲ့တပားပွင့်ပွင့်လင်းလင်းမေးတဲ့အခါသူကလည်းမပြောရပါဘူးဟိုကလည်းမပြောရပါဘူးဆိုပြီးပြန်အဆင်ပြေသွားကြတယ်ဂုံးတိုက်တဲ့ကိုတော်ကစိတ်နှလုံးပူပန်ပြီးတည်တဲ့အခါမရေကြသွားတယ်ငရဲကနေလွတ်တဲ့အခါအခုလိုပါဇက်ပုတ်တဲ့ပြိတ္တာကြီးဖြစ်ရတယ်ပေါ့သင်္ကန်းဝတ်ပြီးတရားအကျင့်တွေကျင့်ခဲ့လို့ကပိလငါးကြီးလိုခန္ဓာကိုယ်အနေနဲ့တော့အစင်းလှပပြီးရွှေရောင်ထွက်နေတယ်သို့တော့နှုတ်နဲ့မကောင်းတာတွေလုပ်ခဲ့တယ်သူတော်ကောင်းတွေကိုတဦးနဲ့တဦးကွဲပြားအောင်ပြစ်မှားဂုံးတိုက်ခဲ့တာကြောင့်ပါဇက်ပိုးလောက်ကြပြီးပုတ်စော်နံတဲ့ကြောက်စရာကောင်းတဲ့ပြိတ္တာကြီးတစ်ကောင်ဖြစ်ရတယ်တဲ့သူဘဝဆက်လမ်းကိုရှင်းပြပြီးရှင်နာရဒကိုရှောက်လိုက်တယ်အရှင်ဖျားတပည့်တော်အခုလိုမှားယွင်းတဲ့မိုက်ပြစ်မိုက်တန်တွေကြောင့်ဒီဘဝရောက်တာဖျားဘယ်တော့ဖြစ်ဖြစ်နှုတ်ကိုစောင့်စီးပါဖျားနှုတ်ကိုမစောင့်စီးပဲလိန်လေပြောမိမယ်ဂုံးတိုက်စကားပြောမိမယ်ဆိုရင်တပည့်တော်လိုအဖြစ်ဆိုးနဲ့ကြုံနိုင်ပါတယ်လို့မှားလိုက်တယ်ဒါကသူ့ကိုယ်တွေ့ခံစားရတဲ့ဒုက္ခကိုဖော်ပြပြီးမှားလိုက်တာအဲ့ဒီဇလန်တပုတ်လည်းပဲပေတဝတ္ထုမှာမှတ်တမ်းတင်ထားတယ်ပေါ့